တစ်နေ့ရေ8ခွက်တောက်ရမယ်ဆိုတာကိုရပ်လိုက်ပါဒီနီလန်းကိုအစားထိုးတုံးကြည့်ပါနေ့ရေ8ခွက်မဖြစ်မနေတောက်ရမယ်ဆိုတာအကြဘူးကြတယ်မလားတကယ်တော့ဒီယူဆကလုံးဝမမှန်ပါဘူးရေအများကြီးတောက်တိုင်းကျန်းမာတာမဟုတ်ပဲအန်ဒီရတောင်ရှိနိုင်ပါတယ်ကျွန်တော်တို့ခန္ဓာကိုယ်ရဲ့ရေလိုအပ်ချက်ကတယောက်နဲ့တယောက်မတူပါဘူးကိုယ်လေးချိန်ယာရီဥတုလှုပ်ရှားမှုပေါ်မူတည်ပြီးမှရေလိုအပ်ချက်ကပြောင်းလဲနိုင်ပါတယ်။ဘာကြောင့်8ခွက်ဆိုတာမားနေလဲဆိုတော့ကျွန်တော်တို့စားတဲ့ဟင်းသီးရွက်တစ်တီဟင်းရည်တွေမှာရေဓာတ်20%ပါဝင်ပါတယ်။ဒါကြောင့်ရေကြီးတက်တဲ့8ခွက်အတင်းတောက်စရာမလိုပါဘူး။ရေကိုလိုတာထက်ပိုတောက်မိရင်နွားနုကိုရေရောတယ်လို့ခန္ဓာကိုယ်ထဲမှာရှိတဲ့တွေးတွေကကျဲကုန်တဲ့အတွက်တွေးထဲမှာဆိုဒီယမ်ဓာတ်နည်းသွားခြင်းဖြစ်ပေါ်စေနိုင်ပါတယ်။ဒါကို hyponatremia လို့ခေါ်တယ်။ဒီဆိုဒီယမ်ဓာတ်နည်းသွားတဲ့ဟာကနောက်ဆက်တွဲအနေနဲ့အုံနောက်ရောင်ခြင်းမူးဝေခြင်းတတိလစ်ခြင်းတို့အထိဖြစ်နိုင်တယ်။ဒါတွေကတော့ကြောက်ကက်မကောင်းတဲ့သူတွေမှာဆိုရင်ပိုဖြစ်နိုင်ခြေများပါတယ်။ဒါဆိုဘယ်လိုလုပ်ရမလဲဘယ်လိုတောက်ရမလဲ။ရေ8ခွက်ဆိုတဲ့စီးမြင့်အစားဒီ2ချက်ကိုပဲလိုက်နာပါ။နံပါတ်1စီးရောင်ကြည့်ပြီးမှတောက်ပါ။နံပါတ်2ရေငတ်မှတောက်ပါ။စီးကအယောင်မရှိပဲကြည်လင်နေပါကရေလျှော့တောက်ပါ။ဒါကရေများလွန်းခြင်းကိုပြတယ်။စီးကကောက်ရိုးရောင်ဖြော့ဖြော့ဖြစ်နေရင်အကောင်းဆုံးပဲ။ဒါကရေဓာတ်ပြည့်ဝနေတာကိုပြတာ။စီးကအယောင်ရင့်နေရင်ရေချစ်ချင်းတောက်ပါ။ဒါကရေဓာတ်ခန်းချောက်နေတာကိုပြတာပါ။နံပါတ်2ရေငတ်မှတောက်ပါ။ခန္ဓာကိုယ်ကရေလိုနေရင်ရေငတ်တယ်ဆိုတဲ့အချက်ပြစနစ်ပေးပါလိမ့်မယ်။အဲ့ချိန်ကျမှတောက်တာအကောင်းဆုံးပါပဲ။တိတိကျကျသိချင်သူများအတွက်အလွယ်ကူဆုံးနည်းလမ်းကတော့ body weight kg ကို35နဲ့မြောက်ရင်တစ်နေ့တာလိုအပ်ချက်ထွက်လာမယ်။ဥပမာခန္ဓာကိုယ်လေးချိန်50 kg ပေါင်130ရှိတဲ့လူဆိုရင်ဒီ formula နဲ့တွက်လိုက်ရင်50အမြောက်35ဆိုရင်1950မှန်ရမယ်။ရေတန့်ဘူး2ဘူးနီးပါးပေါ့။ဒီပမာဏကအတိအကျတော့မဟုတ်သေးပါဘူး။ကျွန်းချက်ကလေးတွေတော့ရှိတယ်။ဥပမာရာသီဥတုပူပြင်းတယ်အားကစားပြင်းထန်စွာလှုပ်ထားရင်900မှန်လို့မဟုတ်1000မှန်ပိုတောက်ဖို့လိုမယ်ဒီပမာဏရေကြီးတက်တက်တောက်ရမယ်လို့ဆိုလိုတာမဟုတ်ဘူးထမင်းစားတဲ့အခါတောက်တဲ့ဟင်းရည်တစ်တီးဖြော်ရည်လက်ဖက်ရည်နဲ့တစ်တီးထဲကရတဲ့ရေဓာတ်တွေအားလုံးပေါင်းထားတာကိုဆိုလိုတာပါဒါကြောင့်ရေဘူးကြီးကိုနေ့တိုင်းအတင်းမော့မနေပါနဲ့ခန္ဓာကိုယ်ကပေးတဲ့အချက်ပြမှုကိုနားထောင်ပါအားလုံးကိုကျေးဇူးတင်ပါတယ်